တခါတော့ကဗုဒ္ဓရှင်တော်ဘုရားတာဝတိပြည်ဇေတဝန်ကျောင်းမှာတည်င်းသုံးနေတဲ့အခိုက်နတ်သားတစ်ပါးရောက်လာတယ်ဗျဒီနတ်သားကတရားမင်းရဲ့စေခိုင်းချက်နဲ့ရောက်လာတာအဲ့ဘယ်နေ့လဲဆိုတော့ကျွန်တော်တို့ဒီမင်္ဂလာတုတ်ကိုဟောကြားပြီးတဲ့နောက်တစ်နေ့မှရောက်လာတာအတော့ကိုအံ့ဩဖို့ကောင်းတယ်ဗျနော်မင်္ဂလာတုတ်ကအရင်နေ့ကဟောတဲ့နောက်တစ်နေ့ရောနတ်သားတစ်ပါးထပ်ပြီးရောက်လာတာသူကသိချင်တာကအရင်နေ့ကတော့မင်္ဂလာတုတ်နဲ့ပတ်သက်ပြီးတော့မင်္ဂလာတရားနဲ့ပတ်သက်ပြီးနတ်မြတ်မာတွေကသိခဲ့ပြီးပြီနောက်ထပ်ထပ်သိချင်တာကလူနတ်မြတ်မာတွေတတ္တဝါတွေရဲ့ပျက်စီးခြင်းအကြောင်းတရားကိုသိချင်တာအဲ့ဒီအတွက်တရားမင်းကနေပြီးတော့ဒီနတ်သားတစ်ပါးကိုဘုရားစီတွား6ခိုင်းတာအဲ့တော့အရှင်ဘုရားပေါ်ပျက်စီးခြင်းနဲ့ပတ်သက်ပြီးတော့ဒီပြီးတော့လူနတ်မြတ်မာတွေသိချင်တယ်ပေါ့အဲ့ချိန်မှာမြတ်စွာဘုရားကနေပြီးတော့ဒီပျက်စီးခြင်းတရားကိုကျေကျေပြတ်ပြတ်ဟောကြားလိုက်တယ်ဗျအဲ့ဒီထက်ကနေပြီးတော့ကျွန်တော်ထုတ်နှုတ်ပြီးတော့အချက်9ချက်လောက်ကိုကျွန်တော်ပြောပြချင်ပါတယ်ဗုဒ္ဓကတော့အများကြီးဟောကြားခဲ့တာပေါ့နံပါတ်1ကအိမ်မက်တဲ့သူကပျက်စီးခြင်းအကြောင်းတရားမှာပါတယ်လို့ဗုဒ္ဓဟောခဲ့တယ်နော်ဒါကျွန်တော်တို့တချို့လူတွေဆိုဘတ်စကားပေါ်မှာလည်းအဲ့တဲ့စာဖတ်ရင်အဲ့တဲ့လမ်း6ရင်အဲ့တဲ့ဗျအများကြီးပဲအဲ့အိမ်မက်တဲ့လူတွေဟာပျက်စီးခြင်းအကြောင်းတရားပဲနောက်နံပါတ်2အပျော်မက်တဲ့သူတကယ်ချင်းအပေါင်းအသင်းနေနဲ့ရေးလာဟာလာပေါ့ဗျာဟိုသွားဒီသွားအပျော်ပတ်တောက်စားနေတဲ့သူကလည်းအဲ့လူကလည်းပျက်စီးတတ်ပါတယ်နော်နောက်နံပါတ်3အချက်ကလုပ်ငန်းကိစ္စတွေလုပ်နေတဲ့အချိန်မှာကျွန်တော်မတက်တက်ကြောမရှိတဲ့သူအဲ့လူကလည်းပျက်စီးတတ်ပါတယ်နောက်နံပါတ်4အချက်ကအပြင်းထူတဲ့သူတချို့ဆိုရင်မနေ့9နာရီ10နာရီမထအောင်ပြင်းတဲ့လူအလုပ်တစ်ခုခိုင်းတယ်မပြီးတော့အဲ့လူကလည်းပျက်စီးတတ်ပါတယ်နောက်နံပါတ်5အချက်ကတော့ကျွန်တော်တို့ဒေါသကြီးတဲ့လူကလည်းပျက်စီးခြင်းအကြောင်းကြားပါရဲ့ဗျနော်ဒါတော်တော်မှတ်သားလိုက်ပါတယ်နောက်နံပါတ်6ကအိုမင်းမစွမ်းဖြစ်နေတဲ့မိအိုဖအိုတွေကိုပြစ်ထားတဲ့သူဟာလည်းပျက်စီးတတ်တယ်เนาะဒါတော်တော်ကိုမှတ်သားတယ်เนาะကျွန်တော်တို့အခုဖြစ်နေတဲ့အခြေအနေခက်ကလာကြီးမှာကျွန်တော်တို့ကမိအိုဖအိုတွေကိုပြစ်ထားတတ်ကြပါတယ်ဒီလူတွေဟာလည်းပျက်စီးတတ်ပါတယ်เนาะအားလုံးသတိထားကြဖို့လိုပါတယ်နောက်နံပါတ်9အချက်ကတမနာဗျမနာလို့ခေါ်တဲ့ဘာသာရေးပုဂ္ဂိုလ်တွေပေါ့ဗျာဖုံးရဟန်းတွေကိုလှူမယ်ဆိုပြီးတော့ဂတိပေးခဲ့ပြီးမှပြောတဲ့အတိုင်းမလှူတဲ့ပုဂ္ဂိုလ်တွေဟာလည်းပျက်စီးတတ်ပါတယ်လို့ဗုဒ္ဓကဟောခဲ့တယ်เนาะဒါဟာကျွန်တော်တို့လက်ရှိစီးပွားရေးလုပ်ငန်းရှင်တွေပေါ့ဗျာတချို့ဆိုရင်အယောင်းဝယ်တွေလုပ်ပြီးတော့မှတခါချုံသွားပြန်ပြီเนาะတခါဟိုအယောင်းဝယ်လုပ်တဲ့အတိုင်းမှာပျက်စီးသွားပြန်ပြီခိုးသွားပြန်ပြီအခိုးခါပြန်ပြီဒီလိုလူတွေဟာခုနကကျွန်တော်ပြောတဲ့လှူမယ်လို့ဂတိပေးခဲ့ပြီးတော့မှပြောတဲ့အတိုင်းမလှူတဲ့လူတွေလို့ဒါဗုဒ္ဓကဟောခဲ့တယ်เนาะဒါကျွန်တော်တို့တော်တော်ကိုတတိထားဖို့ကောင်းပါတယ်အဲ့တော့ပျက်စီးခြင်းအကြောင်းတရားကိုကျွန်တော်ရဲ့မိတ်ဆွေများအခု9ချက်ဟိုကျွန်တော်မျှဝေပေးခဲ့ပါတယ်ဒါအားလုံးအတွက်ဘုဒ္ဓတစ်ခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့